ဟုတ်ကဲ့မင်္ဂလာပါဘိုးဖြစ်ပါတယ်ဘိုးထိုင်းမှာစကားကျွတ်ဆိုပါနော်โอเคဒီနေ့မှာစကားလေးတစ်စုံကျွန်တော်လာပြီးတော့မိတ်ဆက်ပေးတယ်အဲ့ဒါဘလူးပြောလဲအဲ့ဒါကိုဘလူးတွေပြောင်းရင်ဘလူးတွေရလဲဆိုတော့ကျွန်တော်တစ်ခါလေးပြောပြမယ်နော်အဲ့โอเคအဲ့ဒါဘာလဲဆိုတော့ငါကော်ဖီကြိုက်တယ်ငါကော်ဖီကြိုက်တယ်အဲ့လိုပြောမှာကွာအဲ့ဆိုဘလူးပြောမယ်ချန်ဆိုတာဘာကြီးလဲကျုပ်ပေါ့နော်မိန်းကလေးဆိုရင်တော့ကျမပေါ့ဒါပေမဲ့ယောက်ျားလေးကျွန်တော်ယောက်ျားလေးဖြစ်တဲ့အတွက်ကျုပ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ချော့ဆိုတာကြိုက်တာကိုပြောတာနော်ကိုကြိုက်တာကိုပြောတာချော့ဆိုတာကြိုက်သည်ကြိုက်တော့ကြိုက်တယ်โอเคချန်ကျုပ်ပေါ့နော်ချော့ကြိုက်တယ်ဘာလို့လဲကาแฟဆိုတာကျွန်တော်တို့ကော်ဖီကိုပြောတာနော်ချန်ชอบกาแฟကျုပ်ပေါ့နော်ကော်ဖီကြိုက်တယ်အဲ့လိုမျိုးပြောလို့ရပါတယ်နောက်တစ်ခုသွားမယ်โอเคနောက်တစ်ခုကဘာကိုပြောမလဲနောက်တစ်ခုကฉันชอบกาแฟဆိုတာငါကော်ဖီကိုကြိုက်တယ်သူနည်းသူရဲ့အဆက်ကျင်မဲ့စကားငါကော်ဖီမကြိုက်ဘူးငါကော်ဖီမကြိုက်ဘူးဆိုတော့ပြောမယ်โอเคအဲ့ဒါဘယ်လိုပြောလဲฉันဆိုတာကျုပ်တော့မဟုတ်ကျမပေါ့နော်မိန်းကလေးဆိုလို့ရှင်ฉันကျုပ်တော့မဟုတ်ကျမไม่ชอบဆိုတာမကြိုက်ဘူးไม่ชอบဆိုတာမကြိုက်ဘူးฉันကျုပ်ပေါ့နော်ไม่ชอบမကြိုက်ဘူးဘာလို့လဲกาแฟဆိုတာကော်ဖီကိုပြောတာฉันไม่ชอบกาแฟဆိုလို့ရှင်ကျုပ်ကော်ဖီကိုမကြိုက်ဘူးနော်ကျုပ်ကော်ဖီကိုမကြိုက်ဘူးအဲ့လိုပြောလို့ရပါတယ်နောက်တစ်မျိုးကကြတော့နင်ပေါ့နော်နင်ကော်ဖီကြိုက်လားမေးမယ်ကိုကနေပြန်ပြီးတော့အဲ့ဒါပဲနင်ပေါ့နော်နင်ကော်ဖီကြိုက်လားအဲ့လိုမေးမယ်အဲ့ဒါကြဘယ်လိုမေးလဲคุณဆိုတာတင်ပေါ့နော်คุณဆိုတာတင်ชอบကြိုက်သည်ကြိုက်တော့ကြိုက်တယ်คุณชอบတင်ကြိုက်တယ်ဘာလို့လဲกาแฟမိုင်းဆိုတာအမေစကားคุณဆိုတာတင်ပေါ့နော်ชอบကြိုက်တယ်กาแฟမိုင်းกาแฟกูล่าคุณชอบกาแฟไหมဆိုတော့အပြည့်စုံပြောလိုက်မှာကွာคุณชอบกาแฟไหมဆိုလို့ရှိရင်မင်းပေါ့နော်ကော်ဖီကြိုက်လားคุณဆိုတာတင်ပေါ့နော်ชอบဆိုတာကြိုက်တာကိုပြောတာกาแฟไหมနောက်ဆိုမှမိုင်းပါတယ်မိုင်းဆိုတာမေးစကားคุณชอบกาแฟไหมဆိုလို့ရှိရင်တင်ကော်ဖီကြိုက်လားပြန်ပြီးတော့မေးလိုက်တာနော်โอเคคุณชอบกาแฟไหมတင်ကော်ဖီကြိုက်လားအဲ့လိုမေးလို့ရပါတယ်နောက်တစ်ခုသွားမယ်အဲ့ဆိုနောက်တစ်ခုကဘာလဲနင်ကာဖေမကြိုက်ဘူးလားနင်ကာဖေမကြိုက်ဘူးလားဆိုတော့မေးမယ်နော်ဒါတော့โอเคคุณဆိုတော့တင်ပေါ့နော်တင်ไม่ชอบမကြိုက်ဘူးกาแฟเหรอกาแฟကိုပေါ့နော်ပြောချင်တာ你们ကြိုက်တာกาแฟคุณไม่ชอบกาแฟเหรอဆိုလို့ရှိရင်နင်ကော်ဖီကိုမကြိုက်ဘူးလားคุณဆိုတာတင်ပေါ့နော်ไม่ชอบမကြိုက်ဘူးกาแฟเหรอဆိုလို့ရှိရင်နင်ကာဖေကိုမကြိုက်ဘူးလားဆိုမေးလိုက်တာမကြိုက်ဘူးလားပေါ့နော်กาแฟเหรอဆိုกาแฟကိုလားအဲ့လိုမျိုးပေါ့နော်คุณไม่ชอบกาแฟเหรอဆိုလို့ရှိရင်မင်းကော်ဖီမကြိုက်ဘူးလားဆိုပြီးတော့မေးလိုက်တာဖြစ်ပါတယ်နော်မင်းကาแฟကိုမကြိုက်ဘူးလားနောက်တစ်ခုကဘာလဲคุณနင်းကาแฟကိုကြိုက်လားပြန်မေးမှာနင်းကาแฟကိုကြိုက်လားအဲ့လိုပြန်မေးမယ်คุณဆိုတာတင်ပေါ့နော်တင်คุณชอบကြိုက်တယ်ကြိုက်သည်ကြိုက်တော့ကြိုက်တယ်คุณชอบတင်ကြိုက်တယ်กาแฟကိုใช่ไหมဟုတ်လားคุณชอบกาแฟใช่ไหมဆိုလို့ရှိရင်နင်ကော်ဖီကိုကြိုက်တယ်မဟုတ်လားနင်กาแฟကိုကြိုက်တယ်မဟုတ်လားคุณชอบกาแฟใช่ไหมဟုတ်လားဗောနော်နင်กาแฟကိုကြိုက်တယ်မဟုတ်လား
ဆိုတော့ကိုကမေးလိုက်တာနော်လွယ်လေးအဲ့ဒီ coffee ဆိုတဲ့နေရာမှာဒီပြည့်အရာတွေပြောင်းလို့ရတယ်ကွာ coffee ဆိုတဲ့နေရာမှာကွာကိုကြိတ်တဲ့အရာကိုပေါ့နော်ပြောင်းလို့ရတယ်ကြိတ်တဲ့အရာကိုပြောင်းလို့ရโอเคနင်းကဖေကိုမကြိုက်ဘူးဟုတ်လားပြန်မေးမယ်မတူဘူးနော်တစ်ခုနဲ့တစ်ခုကအကုန်လုံးနင်း coffee ကိုမကြိုက်ဘူးမဟုတ်လားနင်း coffee ကိုမကြိုက်ဘူးမဟုတ်လားအဲ့လိုကြတော့คุณไม่ชอบกาแฟใช่ไหมคุณไม่ชอบคุณဆိုတာတင်ပေါ့နော်ไม่ชอบဆိုတာမကြိုက်ဘူးမကြိုက်တာကိုပြောတာกาแฟใช่ไหมกาแฟကိုဟုတ်လားပေါ့နော်คุณไม่ชอบกาแฟใช่ไหมဆိုလို့ရှိရင်နင်း coffee ကိုမကြိုက်ဘူးမဟုတ်လားခုနကတော့คุณชอบกาแฟใช่ไหมနင်း coffee ကိုကြိုက်တယ်မလားအခုကကြတော့คุณไม่ชอบกาแฟใช่ไหมไม่ชอบဆိုတာမကြိုက်ဘူးคุณไม่ชอบกาแฟใช่ไหมဆိုလို့ရှိရင်သင် coffee ကိုမကြိုက်ဘူးမဟုတ်လားလွယ်လေးနော်တတိချာချာလေးလေးလာပါအဲ့ဒီ coffee ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ပေါ့နော်ဒီပြည့်ယာကြီးစားထုတ်လို့ရတယ်ဟိုဒီပြည့်စားစရာတွေပေါ့နော် coffee တစ်မျိုးတည်းကိုဆိုလိုတာမဟုတ်ပါဘူးအဲ့ဒါကို coffee လေးကိုချင်းလိုက်ရင်ပဲ coffee ကိုကpepsi ဆိုလဲ pepsi ပေါ့နော် Amloy Coca-Cola ဆိုလဲ Coca-Cola ပေါ့နော် Coca-Cola ဒီမှာကျတော့တစ်မျိုးခေါ်တယ်ခေါ်ဆိုပြီးတော့ခေါ်တယ်နော်ပြောင်းပေါ့နော်ကိုကြိုက်တဲ့ຢာကိုအဲ့ coffee ဆိုတဲ့နေရာမှာကိုထည့်ပြီးပြောင်းအောင်ပါ okay အားလုံးကြည့်နေမှလို့ထင်ပါတယ် follow လေးနဲ့လုပ်သွားပါနော် like share လုပ်ပေးပါအောင်လို့ပြောချင်ပါတယ်ပြီးတော့ပြောအောင်မယ်ကျွန်တော်မနက်9နာရီတိုင်းမှာကျွန်တော် live လွှင့်ပါတယ်like ကြည့်ချင်တယ်ဆိုလို့ရှိရင် social media မှာဘိုးထိုင်းလန်ကွေးဆိုပြီးတော့ရှာကြည့်ပါအဲဆိုကျွန်တော်ပေါ်လာလိမ့်မယ်ကျွန်တော် channel မှာဝင်ကြည့်ပါ video file အများကြီးရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye